ဒီနေ့မှာတော့ chocolate fudge cake တွေလုပ်ပြပေးပါမယ်။အရင်ဦးဆုံးရှင်းလက်မသာရှိတဲ့မိုးခွက်ထဲမှာ baking paper လေးခင်းပေးလိုက်ပါ။ပြီးတော့ထောက်ပံ့တဲ့မိုးခွက်မှာတုပ်လေးပေးထားလိုက်ပါ။ပြီးပြီဆိုရင်တော့ကိန်းကြုံ150 gram ပြီးရင်ကိုကိုအမှုပ်30 gram ပကင်းပေါ်တာလက်ဖက်ရည်စောတစ်စောစာပကင်းဆော်ဒါကလက်ဖက်ရည်စောတစ်ဝက်စာရုံးဝှေပြီးတော့စကားလေးနဲ့နည်းနည်းချင်းစီထည့်ပြီးတော့စစ်ပေးပါပြီးရင်တော့စလုံးတစ်ခုထဲမှာချောကလက်100 gram စားမပါတော့ထောပတ်80 gram တို့ရောထည့်ပြီးတော့ရင်နွေးပေါ်မှာတင်ပြီးတော့အရေးပြောအောင်ဖြော်ပေးရမှာဖြစ်ပါတယ်အရေးပြောသွားပြီဆိုရင်တော့ဇလုံးတစ်ခုတည်းလောက်ထည့်ပြီးတကြားနီ100 gram တကြားအဖြူ120 gram ဆားလက်ဖက်ရည်စော၄ပုတ်တစ်ပုံစာဟင်းသီးဟင်းရွက်စီ25 gram တို့နဲ့တမသွားအောင်ရုံးမွေပေးလိုက်ပါဒီလိုအနေထားလေးရပြီဆိုရင်ကြက်ဥနှလုံးဝနီလာလက်ဖက်ရည်စောတစောစာတို့ထည့်ပြီးတော့တမသွားအောင်ရုံးမွေပေးလိုက်ပါအကုန်ရုံးပြီးတော့တမသွားပြီဆိုရင်ခုနစကားနဲ့စစ်ထားတဲ့ကိန်းကြုံတို့ကိုစကားနဲ့ဖြည်းဖြည်းချင်းထပ်စစ်ပြီးတော့ထည့်သွားပေးပါအကုန်လုံးစစ်ထည့်ပြီးသွားပြီဆိုတော့ဒီလိုလေးပဲရောင်းမလေးနဲ့ဖြည်းဖြည်းချင်းထပ်မှွေသွားပေးပါဒီလောက်နေထားလေးရပြီဆိုရင်တော့နိုး60 gram နဲ့ရေ80 gram တို့ကိုရောပြီးနည်းနည်းလေးနေသွားအောင်10မိနစ်လောက်အပူပေးပါနည်းနည်းမပူစေနဲ့တော့အရင်မူသွားရင်မုတ်သားကြပြီးဖုတ်တဲ့ခါမပွားတော့မှဆိုလို့ပါပြီးရင်တော့မုတ်ထဲကိုလောင်းထည့်ပြီးတော့တမသွားအောင်ရောမှွေပေးပါဒီလိုလေးတမသွားပြီဆိုရင်တော့ကိုထက်ဖုံးမမိုးခွဲထဲကိုလောင်းထည့်ပြီးတော့ဒုတ်ချောင်းလေးနဲ့တေချာလေးလိုက်ညှိပေးပါဒီလိုဒုတ်ချောင်းနဲ့ညှိရတဲ့ကြောင်ရည်ကလေခိုတဲ့နေရာတွေကြံမနေအောင်ပါတစ်ချက်နှစ်ချက်လောက်ဆောက်ချပြီးရင်တော့ထက်ဖုံးမဗန်တွေကိုထည့်ပြီးမီးပူချိန်160နဲ့35မိနစ်ကနေပြီးတော့40မိနစ်ထိဖုတ်ပေးရမှာဖြစ်ပါတယ်မိနစ်ပြည့်လို့ရလာတဲ့အခါမှာဆိုရင်တော့ဘေးပေါင်လေးတွေကတ်မနေအောင်ညာလေးပြီးမိုးခွဲမှောက်ပြီးထုတ်လိုက်ပါပြီးရင်တော့ baking paper လေးကိုခွာပြီးတော့ဘေးမှာခဏထားလိုက်ပါဒါပြီးရင်တော့ chocolate 180 gram ကိုဓာတ်နဲ့တေးသေးလေးတွေဖြစ်အောင်မှောထားပြီးစလုံးတစ်ခုတည်းထည့်ထားပေးပါပြီးရင်တော့ whipping cream 180 gram ကို10မိနစ်ခွဲအပူပေးပြီးရင် chocolate ထဲလောင်းထည့်ပြီးမှွေပေးပါဒီလိုရောပြီးတော့တမသွားပြီဆိုရင်စားမပါတော့ထောပတ်20 gram ထည့်ပြီးတော့တမသွားအောင်ထပ်မှွေပေးပါကဲဒီလောက်နေထားလေးရပြီဆိုရင်ခုနလောက်ထားတဲ့ကိတ်ပေါ်လောင်းညှိပြီးပုံသွင်းပါပြီးရင်တော့ကိုချင်းနေတဲ့ပုံစံလေးလှည့်ပြီးတုပ်ဆောင်လို့ရပါပြီဒီကိတ်လေးကိုကြိုက်နေတဲ့သူတွေအတွက်လိုက်လို့ဆောင်လို့ရအောင်ပါဝယ်ပစ္စည်းများကိုဗီဒီယိုဆုံးမှရေးထားပေးပါတယ်ဘလုံးလေးအသစ်လေးတွေအများနဲ့သိပြီးတော့မှမို့ like and follow လေးလည်းလုပ်ခဲ့နော်